ý chết tiệt tụi nó nhắn như là ý ha nhắn như vậy tụi cô tụi nó này xin nhật đấy anh nói thì có à mẹ hồi nó rồi lông trên nhưမျိုးဆိုရင်ငါတို့ခုံပေါက်ညာလေးပြောနေတာဘာလဲဆိုရင်ကျောင်းပိတ်တာဘလောက်မှအောင်ကြာသေးတယ်တိုင်းနာမှာဟောအဲ့ဒါမိပါရဒါမယ်လို့တော့ပြောတယ်မင်းစားရောအန်စီရောကိုပေါင်းမချက်စားရအောင်မချက်စားဘူးညာတွေကပြင်းလို့ဆိုရင်ဝယ်ထားတယ်မုန်းနဲ့အေးပဲစားမယ်ညာတွေကပြင်းလို့ဝယ်ထားတယ်ဆိုရင်မကထုံးတယ်နဲ့စမ်းတွေ့ပဲစားရအောင်မယ်စမ်းတွေ့ရှိကော်ဖီလေးရပဲဖြိုးတောင်းလိုက်တော့မယ်ကော်ဖီလေးတော့ဘာအန်မီပါတွေကလာမယ်လို့ပြောတယ်ဒီကိုညနေလောက်ရောက်မယ်ဒါမှမဟုတ်လဲဆော့ဆော့ရောက်ရင်နေ့လယ်လောက်ရောက်မယ်လို့ပြောထားတယ်ဟဲ့အန်မီစီက message ပို့ရပါလားဖိုက်ပါကနေဟမ်အခုလာနေပြီရဲ့ဆောက်ကူရာကျောင်းရှိရောက်နေပြီရဲ့တားလာခေါ်လေဟာအော်ဟုတ်ကဲ့လို့ပြောလိုက်မယ်ဟာဒုက္ခပဲခဏဆောင်ရင်ခဏဆောင်ခေါ်ပါမလို့မငါလည်းဘာမှမသိရသေးဘူးဒုက္ခအဲ့မှာတော်ပြီရေချုံးမယ်ရေမြန်ထိုးမယ်ရေမြန်ထိုးဖို့ရင်အင်ကြီးနေလဲရမယ်နောက်ခေါ်ပါမယ်ဆိုမှငါလည်းမသိဘူးတော့ဘာထိုင်ပြပဲဝင်ကောင်းမှမသိတော်ပြီထိုင်ပြပြင်ဝင်တော့ပါမလားဒါနဲ့ဒါရောဒီမှာရပြီကြည့်အောင်လေးဆိုရင်ငါစပင်းကြီးပါတော့ထင်းနိုင်မယ်အနာမိပါရှင်ငါ့ကိုသူစပို့လို့ထင်သွားအောင်မယ်စပင်းရောက်ပြီးစိုးထားတယ်အနာမိပါရဘာလို့လဲမသိဘူးကားနဲ့မလားတော့မှလည်းကားရှိရတာနဲ့ဟဲ့ဒီမှာဘာနဲ့ဖြစ်လို့လဲမသိဘူးရမှမကြီးတာနဲ့မာလည်းကောင်းမောင်းတော့ကြွကြွရအန်ဒီရောဦးလေးတို့လာပါဗျဟာအန်ဒီရောဦးလေးတို့ဦးလေးကဘယ်လိုထိုင်လဲဟောအစင်ဒီလိုပဲထိုင်လိုက်တော့အန်ဒီရောဦးလေးတို့ကငါတို့ကမ်းပါလေဗျအော်ငါတူရဲ့လမ်းမမှာကားဘိန်းပေါင်သွားတယ်ကွယ်အဲ့ဒါကြောင့်မှကားဘိန်းပေါက်သွားတယ်ပြီးတော့ကားစစ်တိုင်ကြီးပေါက်စီခဲနေရဟာပေါက်သွားတယ်ကွယ်အော်ဟုတ်အဲ့ဒါကြောင့်အနီရောလည်းတစီငါပြီးအကြောင်းရှိမှစောင့်နေရကွယ်တောင်းအော်ဟုတ်ကျွန်တော်လည်းပြမယ်နော်အနာရိုးစီလာပါအနီအနာရိုးဖေးလို့မိတော့တယ်တမျိုးပဲသူသမီးကားလိုက်ထားတယ်ဆော့ဆော့လေးမလားစိတ်မပူလို့ပဲသူ့လောက်ဆုံးဝင်နေမှာပါလေနာဦးလေးအညီတို့ဒီရဲမှာပါဗျအော်ကိုကြီးလေးပဲဒါနဲ့ဟိုကားတိုက်ဝိုင်းညီမလေးကမိပါလားဟုတ်ကဲ့ဟုတ်ပါတယ်အဲ့ဆိုကျွန်တော်ခွင့်ပြုပါဦးအနာခံပါဟုတ်တယ်ဒီကဒီမှာပါအနာသမီးညင်သက်တာရဲ့လားဟုတ်သက်တာပါရဲ့မေအေးမေရောကလည်းအလုပ်တင်ရှုံးနေရတယ်မလားဖြစ်ဘူးကွယ်ဟုတ်ရပါတယ်မေပြီးတော့ဒီကငါတို့ကိုလည်းကျေးဇူးတင်ပါတယ်ဦးလေးသမီးကိုစိတ်စိတ်ချာချာဒီဆေးရုံပေါ်မှာလာထားပြီးတော့ကားတိုက်သွားရပါတယ်ဗျသမီးညင်အချိန်ကြီးဘလို့နေလေးလဲသက်တာပါရဲ့မေအော်အနီရောလေးအနာလေးဟိုကခြေထောက်ရခါရွယ်ခြေထောက်ရွယ်ကျိုးသွားတယ်ဟမ်ဟုတ်အဲ့ဒါတော့ဝီးချဲနဲ့သွားနေရတယ်လက်စလုံးလမ်းမလျှောက်နိုင်သေးဘူးအဲ့ဒါဟိုလေးကမွေးပါသွားယူရလေတာတူစားယူပေးလိုက်အော်ဟုတ်လားကွယ်ကျေးဇူးတင်ပါတယ်အော်ဒါနဲ့အန်ဒီရောဘယ်နည်းပြန်มาရောအန်ဒီတို့ကလုံရဲများတယ်ကားဝှရှောင်းကဒီနေ့ညနေရမယ်လေအဲ့ကားဝှရှောင်းရတာနဲ့အန်ဒီတို့ကပြန်มาအော်အဲ့ဆိုတရက်တောင်မနေရဘူးပေါ့မနေဘူးလုံရဲများတယ်ဟုတ်တယ်ငါတူရဲ့ဦးလေးကအလုံရဲများတယ်အော်ဟုတ်ကဲ့ရပါတယ်အော်ဦး
စားပြီးပြီလားစားနေပါဦးကွယ်အလုပ်တွေများနေရနဲ့ပဲအော်ဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့လမ်းမှာခောက်ဆွဲဆိုင်ကောက်ကောက်လေးရှိရအဲ့ဆိုင်တော့ကြမယ်လေအေးအဲ့ဒါလည်းပြီးရောအဲ့ဒါခဏလေးဆောင်တော့အဲ့နောက်လည်းခေါ်ပါဘူးကျွန်တော်ဝီးချဲသွားရအောင်မယ်အေးနော်ဆောင်ကိုကျွန်တော်ဝီးချဲယူလိုက်မယ်နော်အေးတူအဲ့နောက်ရွာရတယ်ဘာလဲမသိဘူးတူတမီးဒီမှာဆရာကြီးအခါရင်ကြိုးရတာမှအလုံးများနေလို့တဲ့တည့်ရက်တောင်မနေဘူးတူဟာပြီနေနော်အန်နာဒီကျွန်တော်ပြောတာဒီဆိုင်မှာဗျဒီဆိုင်မှာခောက်ဆွဲရလည်းရှိရသမင်းကြော်ရလည်းရှိရဗျဆောက်ကောက်ထားပြန်ဒီစားဆောက်ပြီးလားဟုတ်ပြီးပြီဦးလေးရောအန်ဒီရောပြီးပြီလားပြီးပြီကွရပြီအဲ့ဒါပြန်မယ်လေဦးလေးရောအန်ဒီရောဘယ်ချိန်ပြန်มาလဲနောက်တနိုင်တော့နေပြန်มาကားရရောက်ပါလေโอเคကားခဏနေရရင်ခဏနေပြန်มาပါပဲအန်ဒီရိုးရဲ့သမီးလေးကိုဆုံးဖြုတ်ပေးပါကွယ်ဟုတ်ရပါရဲ့တားရဲ့အန်နာရငငယ်လေးရကောင်းလာရမယ်အေးပါအော်ဒါနဲ့အန်နာငါလေဒီနေ့လုံသွားလျှောက်မှာဟာငါ့ကိုကလည်းလူဝန်ထမ်းကငါလျှောက်တော့ကိုလည်းပြောတယ်ငါမင်းတို့ကကြိုးလျှောက်ပေးထားတယ်လေအေးပါကျေးဇူးတင်ပါတယ်ရပါရဲ့ရောက်ပြီဟဲ့ယောက်ျားဖုန်းလာရင်တော့ဟယ်လိုအော်အေးကားရပြီလားကားရပြီအော်အေးအဲ့ဆိုအန်ဒီရောလာခဲ့မယ်နော်အေးကျေးဇူးတင်ပါတယ်သားရဒါပဲနော်မိမဘာလဲလေဟဲ့ကားရပြီတော့အော်အဲ့ဆိုရင်ငါတို့ပြန်ကြမယ်လေအေးပြန်ကြမယ်လေအော်ဦးနဲ့အန်ဒီရောပြန်တော့မလို့လားဟုတ်တယ်ကျွန်တော်လိုက်ပို့ရမှာရရသားအန်ဒီရောခုနားလေးရင်ဆိုအမြန်သွားလိုက်မယ်နော်ကိုအောင်အော်ဟုတ်သူတို့ကလည်းဟဲ့ပြေးလိုက်ကြတာအမောပဲကိုသမီးလေးကလူဖြစ်နေဟာဟောဒီကမောအန်နာဘာနင်မိဘတွေကပြန်သွားရည်ရဲ့အော်ဟုတ်လားဘာမှမဟုတ်ဘူးနော်ဘာရှိရနော်ရပါတယ်ငါအဲ့ဆိုရင်ငါအကိုစီသွားလိုက်အောင်မယ်အေးငါပြန်လာခဲ့မယ်နော်အေးဖြစ်နေကြပြီနဲ့တူတယ်အကူဖုန်းဆက်လာမယ်နော်ဟာဟယ်လိုကိုကြီးကျွန်တော်အောက်ရောက်ပြီနော်အော်အေးငါခဏနေဆင်းလာခဲ့မယ်ညီလေးဆောင်နေနော်ဟုတ်ကဲ့ကိုကြီးဟာရန်နေဖြစ်နေပြီရှင်းပါမထူးပါဘူးဆိုရင်ငါကိုစီပဲတက်လာလိုက်ရေသူကဘာမှမပြောတော့ပါဘူးကိုကြီးကျွန်တော်ဝင်လာလို့ရလားရတယ်ညီလေးဝင်ခဲ့အော်ဟုတ်ကဲ့ကျွန်တော်မဆောင်နိုင်နဲ့ပေါ်တက်လာလိုက်တာအော်အေးမင်းကအလုံးရှောက်မှာလားဟုတ်နှစ်ယောက်ရှောက်မှာကိုကြီးအဲ့ဆိုကျန်တဲ့တယောက်ကရောကျန်တဲ့တယောက်ကဒီနေ့အားလို့မလိုက်လာသေးဘူးကိုကြီးဒါပေမဲ့သူ့တက်အလ
လုပ်သွင်းပေးပါလားကျွန်တော်တကယ်ချင်းအော်အေးရပါတယ်မင်းကိုကြီးကတော့ကိုညီဆိုတော့မေးစရာတော့ဘာမှတော့မရှိဘူးဒါပေမဲ့နည်းနည်းပါးပါးမေးမယ်နော်ဟုတ်ညီလေးကဒီစာပွဲကိုအောင်လားအောင်တယ်ကိုကြီးကျွန်တော်ဂုံတူးရလည်းထွက်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ရပြီကိုကြီးကတပည့်လူဆိုရင်အများကြီးမေးရညီလေးကြတော့အမျိုးကြီးလည်းတော်ရဝင်းခွဲပဲဖြစ်လို့တိတ်တော့မမေးတော့အဲ့ဒါပဲမေးတော့မယ်အဲ့ဒီအတွက်မနေ့ဖြန်လောက်စားလို့ရပြီနော်တကယ်ဟုတ်တယ်ဒါပေမဲ့ကိုကြီးကျွန်တော်တငယ်ချင်းဆိုတာ तू ကကိုနေ့ကတော့ကျွန်တော်အလုပ်လာဆက်ဖို့ပဲဒါပေမဲ့ तू ကကားတိုက်သွားလို့ तू ကတော့နောက်3ပတ်လောက်မှ तू ကအလုပ်လာလို့ရမယ်အဲ့3ပတ်လောက်မှလုပ်လာလို့ရမှာဖြစ်တဲ့အတွက်ကိုကြီး तू ဟိုအလုံးဝင်ကိုလက်ခံထားနော်အေးပါငါလည်းသူ့ကိုလက်ခံပေးပါမယ်ဟောကိုကြီးဝန်ထမ်းဆိုနေသေးရဲ့ဆိုရပါရဲ့လားမရသေးပါဘူးညီလေးရဩဟုတ်ကဲ့အဲ့ဒါကျွန်တော်မနေ့ပြန်အလုပ်လာခဲ့မယ်နော်အေးကိုကြီးကျွန်တော်ယူနီဖောင်းပါဝတ်ကမှာမင်းကယူနီဖောင်းကအဲ့အောက်ကကောင်လေးမိလိုက်နော်ညီလေးကိုကြီးပြောပြရှိတယ်ကိုကြီးတို့မှာမန်နေဂျာပြုတ်သွားတယ်နော်မန်နေဂျာကပြုတ်သွားတယ်ဘယ်လိုဖြစ်ပြီးပြုတ်ကြလဲဆိုရင်အဲ့မန်နေဂျာကကွာကောင်မလေးနဲ့ပဲဖုန်းပြောနေတာဘာမှလည်းအလုပ်တွေချာမလုပ်ဘူးလောက်နေတိုင်းကိုလေအနိုင်ကျင်းတယ်လို့ကိုကြီးကြားရဲ့အဲ့တော့ကိုကြီးကသူ့ကိုခေါ်ပြီးမေးတော့သူကကိုကြီးကိုပြန်ပြောတယ်ကွာအဲ့တော့အလုပ်ဖြုတ်လိုက်တယ်မန်နေဂျာအော်ဟုတ်ကဲ့အဲ့မန်နေဂျာနေအောင်ညီလေးဝင်လိုက်ပါလားညီလေးကလည်းလောက်တဲ့ကိုင်းကြမှာပဲလေဟုတ်ကဲ့မန်နေဂျာနေအောင်ဝင်ရမှာအေးအဲ့ဆိုကိုကြီးလိုက်ခဲ့မယ်အောက်ကလူတွေကိုမန်နေဂျာအစ်စ်ဆိုပြီးတော့ပြောလိုက်မယ်နော်ပြောထားမယ်ဟုတ်ကဲ့ကိုယူနီဖောင်းအဲ့အောက်ကလူဝယ်မိလိုက်မယ်နော်အေးကိုကြီးကျွန်တော်ကဒီကုမ္ပဏီပိုင်ရှင်ရဲ့ညီပါကျွန်တော်ကအလုပ်စားဝင်ပါလေအဲ့တော့ယူနီဖောင်းကအကိုကြီးရိုးစီတောင်းခိုင်းလိုက်လို့ငါတို့တစ်ခေတ်ပြောထားတဲ့ကောင်လေးနဲ့တူတယ်ဟုတ်ကဲ့အေးကိုကြီးပေးမယ်နော်ဒီမှာပါယူနီဖောင်းဟုတ်ကဲ့ကျွန်တော်မနေ့ပြန်အလုပ်လာလျှောက်တော့မယ်နော်ကျွန်တော်မသိရလေးရှိတယ်ကိုညီပေးပါအောင်နော်အေးပါမင်းငါတို့တစ်ခေတ်ဆရာဖုန်းလာရဲ့ဟုတ်ကဲ့ဗျာအကောင်ကြီးကမန်နေဂျာတက်လာဟုတ်ကဲ့အဲ့ဆိုကျွန်တော်ရုံးဝလူကိုမန်နေဂျာတက်ဆိုတာပြောလိုက်မယ်နော်ဒါပဲညီလေးမင်းကမန်နေဂျာတက်ဆိုဟုတ်ကဲ့အဲ့ဆိုလာအခုလူတွေကိုကျင်ညာပေးရမယ်အားလုံးပဲဒီညီလေးကမန်နေဂျာတက်နော်ပြရရင်ဝမ်းသာပါရဲ့ဟုတ်အဲ့ဒါဒီညီလေးကိုဝမ်းပြီးတော့ကူညီပေးလိုက်ကြအောင်နော်ဒီညီလေးကမန်နေဂျာတက်ပါရပြီညီလေးကိုဒါဆိုရင်လူတွေတော်များများသိနေလောက်ပြီညီလေးကမန်နေဂျာဆိုတာအဲ့ဆိုရင်ကိုကျွန်တော်ခွင့်ပြုပါအောင်နော်ကျွန်တော်ပြန်လိုက်ပါအောင်မယ် yes ဒါပဲအလုပ်ရပါပြီတော့ကြွားမယ်အနာကိုမနဲ့အနာဟေးငါဒီနေ့လေအလုပ်ရပါရဲ့ဟဲ့ဟုတ်လားငါနင်းတော့လည်းလျှောက်ပေးတယ်ပြီးတော့ဒီငါမန်နေဂျာနဲ့ငါကိုနေရန်ဖြစ်လို့ရဲ့မန်နေဂျာပြောက်သွားပြီအဲ့တော့ငါမန်နေဂျာနေရလိုက်တယ်ပြီးတော့ငါမနေ့ပြန်ရခပြီးတော့အလုပ်ဝင်ရအောင်ပါဟဲဟုတ်လားဟုတ်တယ်ချက်ငါပြောချက်ရှိရဘာလဲငါဆောက်ကြိုးရတာကပြန်ပြီးတော့ခြေထောက်ကိုပြင်းစရာအောင်ပါလေခြေထောက်ကိုလမ်းလျှောက်နိုင်ယူပါလေအေးအဲ့ဟာလေခွဲစိတ်ကမာရရဲ့နောက်တစ်ပတ်ခွဲစိတ်ကမာရဲ့ဟုတ်လားဟုတ်တယ်နင်သိရကြပြီလားမကြသေးဘူးနင်ခုနကထွက်သွားရောမှငါသိတာဟုတ်လားအဲ့ဆိုရင်ငါပြန်လာဦးမယ်နော်အေးအဲ့ဒါခွဲစိတ်ကမာနောက်ပတ်တဲ့ဟိုဆင်းဝင်အနာနောက်ပတ်ခွဲစိတ်ကမှာဆိုဟုတ်လားဟုတ်တယ်ညီလေးအကိုပြောပြလိုက်ကြနောက်ပတ်ခွဲစိတ်ကမှာနောက်ပတ်ဘယ်ရက်လောက်လဲနောက်ပတ်ဘုံထူးနေ့လောက်ခွဲစိတ်ကမှာဟုတ်ကဲ့အဲ့တော့ကျွန်တော်ခွင့်ပြပါအောင်အေးအနာကြောက်ကနောက်ပတ်ဘုံထူးနေ့ကျရင်ခွဲစိတ်ကတော့မှာတဲ့ငါပြောကြရင်ကိုကြီးကိုမှားပါတယ်3ပတ်လောက်လိုမယ်ဆို3ပတ်တောင်းမလို့နောက်2ပတ်လောက်ဆိုရင်အနာအလုပ်လာလို့ရဒီအိတ်လိုက်တော့ခဏတချို့လေးလိုက်ပါဦးမလေးအနာခွဲစိတ်ကမှာငါလေးနောက်လေးအလုပ်တော့အောင်မဆိုတော့အလုပ်ကြောင်းလေးပါလေးလာလိုက်ပါဦးမလေးကျောင်းသူလေးအရင်ကပုံမြင်လေးကရောပြီးဆုံးသွားပါပြီအဆုံးကြီးကြည့်ရှုပေးရတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်မှပြန်တွေ့ကြမယ်ဘိုင်